Hello, welcome back to Reading Room. ဒီနေ့ပုံမြင်လေးတစ်ပုဒ်ဖတ်ရအောင်လူတွေဘာလို့ပုံမြင်နေဖတ်ကြရလဲပုံမြင်နဲ့ပတ်သက်တဲ့ J.K. Rowling ရဲ့ quote လေးတစ်ခုကိုဖတ်ကြည့်အောင် There's always room for a story that can transport people to another place. လူတွေကိုတခြားတစ်နေရာကိုပို့ဆောင်ပေးနိုင်တဲ့ပုံမြင်တစ်ပုဒ်အတွက်နေရာအများရှိပါတယ်ဒါပုံမြင်တစ်ပုဒ်ရဲ့စွမ်းဆောင်ရည်နော်လူတွေကိုသူတို့ရှိနေတဲ့နေရာနေပြီးတော့တခြားတစ်နေရာကိုပို့ပေးနိုင်အဲ့လိုပို့နိုင်တဲ့ပုံမြင်တွေအတွက်နေရာအများရှိပါတယ်ဒီလိုပုံမြင်တွေဆိုရင်လူတွေကကြိုက်ကြတယ်ဖတ်ကြတယ် Okay ဒီနေ့ပုံမြင်လေးနာမည်က All the Difference in the World အဲ့တော့ဒီလောကလုံးပြောင်းလဲလိုက်တယ်လို့ပဲ Okay written by Mark Chernoff ပုံမြင်လေးကိုဖတ်ကြည့်အောင် Every Sunday morning I take a light jog around a park near my home တနင်္ဂနွေမနက်တိုင်းကျွန်တော်အိမ်နားမှာရှိတဲ့ပန်းခြံကိုပတ်ပြီးတော့ကျွန်တော်ပေါ့ပါပါပြေးလေရှိတယ် jog ဆိုတော့ရွပြေးတယ်တနင်္ဂနွေမနက်တိုင်းကျွန်တော်ပန်းခြံကိုပတ်ပြီးတော့ပေါ့ပါပြေးတယ် There's a lake located in one corner of the park ပန်းခြံတောင်တောင်မှာရေကန်တကန်ရှိတယ် Each time I jog by this lake ဒီရေကန်နားနေဖြတ်ပြီးတော့ပြေးလိုက်တိုင်းမှာ I see the same elderly woman sitting at the water's edge အဲ့တော့ရေစမ်းမှာသက်ကြီးမျိုးသမီးတယောက်နော်အဲ့တော့သက်ကြီးပိုင်းမျိုးသမီးတယောက်ကိုအမြဲတွေ့တယ်ထိုင်နေရကိုတွေ့ with a small metal cage sitting beside her ဘေးမှာလည်းတတူလောင်ချိုင်လေးတစ်ခုနဲ့နော်အမြဲထိုင်နေရကိုတွေ့ရ This past Sunday my curiosity got the best of me ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကျွန်တော်ရဲ့ဆက်စုကြံတဲ့စိတ်ကနော်ကျွန်တော်ကိုအနိုင်ယူသွားခဲ့ got the best of me ဆိုတာနော်ကျွန်တော်ကိုအနိုင်ယူသွားတယ်စိတ်ကိုမထိန်နိုင်လိုက် So I stopped jogging and walked over to her အဲ့နဲ့ပဲကျွန်တော်လည်းပြေးရရက်ပြီးတော့နော်ဒီဖွားအိုစီကိုသွားပြီးတော့လမ်းလျှောက်သွားခဲ့ As I got closer I realized that the metal cage was in fact a small trap အနည်းရောက်လာတဲ့အခါမှာကျွန်တော်သိလိုက်ရတာကခုနတတုလောင်ချိုင်လေးရတကယ်တော့ထောင်ချောက်လေးတစ်ခုဖြစ်နေလောင်ရင်တက်မဟုတ်ပဲနဲ့သူကထောင်ချောက်လေးဖြစ်နေရဲ့ There were 3 turtles unharmed slowly walking around the base of the trap ဒီထောင်ချောက်ရဲ့အောက်ခြေမှာ turtle ဆိုတော့ရေလိပ်ကိုပြောတာရေလိပ်လေး3ကောင် unharmed ဆိုတော့ထိခိုက်ဒဏ်ရာမရထားဘူးနော်အကောင်းတိုင်းရှိတယ် slowly walking လောင်ချိုင်sorry ထောင်ချောက်ရဲ့အောက်ခြေမှာနော်သူတို့ကပြေးချင်းရှောက်သွားနေကြ She had the 4th turtle in her lap ပေါင်ပေါ်မှာတော့နော်4ကောင်မြောက်ရေလိပ်လေးကိုတင်ထားတယ် that she was carefully scrubbing with a spongy brush ရေမြုပ် brush လေးနဲ့နော်ရေမြုပ်ဖုတ်တဲ့တန်လေးနဲ့ယူဒီဇိုင်းလေးနော်ကြီးတိုက်ပေးနေနော် scrub ဆိုတာကြီးတွန်းတာနော်ကြီးချုပ်ပေးနေ Hello I asked or I said ကျွန်တော်လည်းနှုတ်ဆက်လိုက် Hello I see you here every Sunday morning အဖွားကိုကျွန်တော်နော်တနင်္ဂနွေမနက်တိုင်းဒီမှာတွေ့ပြတယ် If you don't mind my nosiness nosiness ဆိုတာဆက်စုကျင်တဲ့စိတ်နော်sorry ဆက်စုမှုနော်ကျွန်တော်ဆက်စုတာကိုစိတ်မရှိဘူးဆိုရင် I love to know what you're doing with these turtles အဖွားဒီလိတ်တွေကိုဘာလုပ်နေရလဲဆိုတာကျွန်တော်သိချင်ပါတယ် She smiled အဖွားလည်းပြောလိုက်တယ် I'm cleaning off their shells she replied အဖွားကနော်ဒီလိတ်ကလေးတွေရဲ့အခွံကိုတန်ရှင်းလုပ်ပေးနေရလေ Anything on a turtle's shell like algae or scum reduces the turtle's ability to absorb heat
and impedes its ability to swim အဲ့တော့ဒီလက်ရဲ့အခွန်မှာရှိရဲ့ဘာပဲဖြစ်ဖြစ်နော်ရေညှိပဲဖြစ်ဖြစ်ရေအနောက်ပေါ့နော် scam ဆိုတော့ရေရဲ့အနေအနောက်နော်ညစ်ကြေးနော်အဲ့လိုအရာတွေက reduces the turtle's ability to absorb heat လက်ရဲ့အပူဆုံးနိုင်စွမ်းကိုရောကျစေတယ် impedes its ability to swim အဲ့ဒါနဲ့ရေကူးနိုင်စွမ်းကိုလည်းသူကဟန်တားတယ်လို့ဖြစ်တယ်ရေကူးတာနှေးသွားလိုက်နော် It can also corrode and weaken the shell over time ပြင်ဒီလိုနော်ဒီအညစ်အကြေးများလာတဲ့အခါမှာဒီအခွန်လည်းတိုက်စားပြီးတော့နော်ကြာရင်ဆွေးမြေ့လာစေ Wow, that's really nice of you, I exclaimed. အန်ဩတာကျွန်တော်အဖွားတော်ကျင်လာတာပဲနော်တန်တော်နဲ့ပြောလိုက် Wow. She went on. အဖွားလည်းမပြီးသေးဘူးဆက်ပြော I spent a couple of hours each Sunday morning relaxing by this lake and helping these little guys out. တိုက်ဆိုင်ဆိုင်ဒီအဖွားလည်းတဲ့နော်အဖွားလည်းတနင်္ဂနွေမနက်တိုင်းတဲ့နော်ဒီရေကန်ဘေးမှာပန်းဖြေရင်းနဲ့နိုင်ဟလာနိုင်နေငယ်ပေါ့တနိုင်2နိုင်လောက်အချိန်ဖြုံးလေးရှိရဲ့ helping these little guys out ဒီလက်ကလေးတွေကိုကူညီပေးရင်းနဲ့အဖွားလည်းပန်းဖြေရင်းနဲ့နော် It's my own strange way of making a difference အဖွားရဲ့make a difference ရဲ့အဓိပ္ပာယ်ကပါလေ make a difference ကတော့ပြောင်းလဲပေးတယ်များသောအားဖြင့်ကောင်းတဲ့အပြောင်းလဲနော်ပြောင်းလဲပေးတယ်အကျိုးပြုတယ်နော်ဒီလိုပြန်လဲရဘာသာရေးယူဆနဲ့ပြောရင်တော့ဒါကုသိုလ်ကောင်းမှုနော်ကုသိုလ်ကောင်းမှုလုပ်ပေးတယ်ဒါဖွားရဲ့ကိုယ်ပိုင်ထူးဆန်းတဲ့နော်အကျိုးပြုတဲ့နည်းလမ်းလေးတစ်ခုပါပဲကျွန်တော်လည်းပြန်မေးလိုက်တယ်နော် but don't most freshwater turtles live their whole lives with algae and scum hanging from their shells I asked ဒါပေမဲ့နော်ရေချိုလက်အများစုကတဘွားလုံးကိုသူတို့ရဲ့အခွန်မှာဒီရေညှိတဲ့အညစ်အကြေးတွေနဲ့တွဲလောင်းကြပြီးတော့ဖုံးလွှမ်းပြီးတော့တစ်လုံးနေသွားကြရတာမဟုတ်လားကျွန်တော်မေးလိုက် Yeah, sadly they do, she replied. အဖွားလည်းပြန်ပြောတယ်နော်ဟုတ်ပါနော်စိတ်မကောင်းစရာပဲလက်အများစုကတော့အဲ့လိုပဲနော် I scratched my head ကျွန်တော်လည်းကောင်းအောင်ကုတ်လိုက်တယ် Well then, don't you think your time could be better spent? ဒါဆိုရင်လည်းအဖွားရဲ့အချိန်တွေကိုပို့ပြီးတော့အကျိုးရှိအောင်သုံးချသင့်တယ်လို့မထင်ဘူးလား I mean, I think your efforts are kind and all. ကျွန်တော်ပြောချင်တာကအဖွားရဲ့ဒီကြိုးစားမှုကကျင်နာရတော့ရောက်ပါတယ် but there are freshwater turtles living in lakes all around the world. ဘာအနှံ့ပြားမှာရှိတဲ့ရေကန်တွေအများကြီးမှာနေထိုင်နေကြတဲ့ရေချိုလိပ်တွေအများကြီးရှိ And 99% of these turtles don't have kind people like you to help them clean off their shells. အဲ့ဒီလိပ်တွေအားလုံးရဲ့99%လောက်ကအဖွားလိုမျိုးသူရဲ့အခွန်တွေကိုတန်ရှင်းပေးမဲ့ကျင်နာတတ်တဲ့လူတွေမရှိကြဘူးလေ So no offense ဆိုတော့ဒါပြောမှာစိတ်မရှိပါနဲ့နော်စိတ်မရှိပါနဲ့စိတ်မဆိုးပါနဲ့နော် But how exactly are your localized efforts here truly making a difference အဖွားရဲ့ဒီတနေရာလေးကွက်ပြီးတော့စူးစမ်းမှုလေးကဘာများထူးလို့လဲဘာများအကျိုးရှိလို့လဲအဖွားဒီရေကန်တစ်ခုလေးပဲလာပြီးတော့နော်တစ်ပတ်တစ်ရက်လေးပဲလောက်တခြားလိပ်တွေရောဘယ်သူကလောက်ပေးမှာလဲ The woman giggled aloud အဖွားလည်းနော်အတန်ထွက်ပြီးတော့တခိခိရေလိုက်နော် She then looked down at the turtle in her lap ပြီးတော့နောက်ပေါင်ပေါ်မှာရှိတဲ့လိပ်ကလေးကိုငုံကြည့်လိုက် Scrap off the last piece of algae from its shell အခုမှနောက်ဆုံးကြံနေတဲ့ရေညှိစာလေးကိုတဲ့နော်တိုက်ပေးလိုက်တယ် and said
ပြီးတော့ပြောတယ် sweetie sweetie ဆိုတာချစ်စနုံးနဲ့ခေါ်တာပေါ့နော်အဲ့တော့သားလေးရေနော်သားလေးရေ if this little guy could talk ဒီလေကလေးသားစကားပြောတတ်မယ်ဆိုရင်တဲ့ he tell you I just made all the difference in the world စကားပြောတတ်ရင်ဒီလေကလေးကနောက်သားကိုပြောလိုက်မယ်နော်အိုင်တော့ဒီအဖွားကိုပြောတာနော်ဖွားကနော်ဒီကျွန်တော်ရဲ့လောကကြီးတစ်ခုလုံးကိုတဲ့ပြောင်းလဲပေးခဲ့ပါတယ်ဖွားရဲ့လောက်ရကကျွန်တော်တို့ကတော့ဟလာဒီလောကလုံးပြောင်းလဲလိုက်သလိုပဲ okay that's a story ရှိသမျှလိတ်တွေအားလုံးအတွက်တော့အကျိုးရှိကြမှာရှိမယ်။ဒါပေမဲ့ဒီလိတ်ကလေးအတွက်ကတော့သူ့အတွက်ဒီလောကလုံးကအများကြီးပြောင်းလဲသွားတယ်။သူ့ဘဝကြီးတစ်ခုလုံးပြောင်းလဲသွားတယ်။ Okay the moral သင်ခန်းစာလေးကပါလေ You can change the world မင်းကကမ္ဘာကြီးကိုပြောင်းလဲနိုင်ပါတယ် Maybe not all at once ချက်ချင်းဒီလောကလုံးကြီးတော့ပြောင်းလဲနိုင်ချင်မှပြောင်းလဲနိုင်မယ်နော်။တစ်ထိုင်နဲ့ဟုတ်ချင်မှဟုတ်But one person, one animal, and one good deed at a time. ဒါပေမဲ့တစ်ချိန်မှာလူတစ်ယောက်ဖြစ်ဖြစ်နော်တရားဝါလေးတစ်ကောင်ပဲဖြစ်ဖြစ်ကုသိုလ်ကောင်းမှုတစ်ခုပဲဖြစ်ဖြစ်နော်တစ်ချိန်မှာတစ်ခုကတော့ပြောင်းလဲနိုင်ပါတယ် Wake up every morning and pretend like what you do makes a difference. မနေ့အိယာထားတိုင်းမှာကိုယ့်ရဲ့လုပ်ရက်ကတကယ်အကျိုးရှိတယ်လို့ဟန်ဆောင်လိုက်ပါနော်ကိုယ့်လုပ်ရက်ကတကယ်ကဘာကြီးကိုပြောင်းလဲစေရလို့ဟန်ဆောင်လိုက်ပါ It does ဘာလို့လဲဆိုတော့တကယ်လည်းအကျိုးရှိလို့ပါနော်တကယ်လည်းပြောင်းလဲစေ Alright ကျွန်တော်ဒီ program လေးကို2016အောက်တိုဘာ15မှာUpway workshop မှာပထမဆုံးစပြီးတော့ဖတ်ပြခဲ့တယ်နော် And this story is one of my favorite stories so I hope you enjoy Alright thank you and I'll see you in the next video Bye